ဒီနေ့မှာတော့တရုတ်ရုပ်ရှင်လောကရဲ့တမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်တဲ့ The Battle at Lake Changjin အကြောင်းကိုပြောပြပေးသွားမှာပါ။ဒီကားဟာ1950ပြည့်နှစ်ကိုရီးယားစစ်ပွဲအတွင်းကအေးခဲနေတဲ့ Changjin ရေကန်ကြီးအနီးမှာဖြစ်ပွားခဲ့တဲ့တကယ့်စစ်ပွဲအစ်စ်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇလန်အစမှာတော့စစ်ပြန်ကြီးဝူချန်လီဟာစစ်မြေပြင်ကနေအိမ်ကိုပြန်လာခဲ့ပါတယ်။သူဟာမိဘတွေနဲ့အတူအေးချမ်းချမ်းနေထိုင်ပြီးအိမ်သစ်လေးဆောက်ဖို့ပြင်ဆင်နေချိန်ပါပဲကိုရီးယားစစ်ပွဲစတင်လာခဲ့တာပါနိုင်ငံတော်ရဲ့အမိန့်အားသူဟာနားကျင်မရပဲရှေ့တန်းကိုပြန်သွားဖို့ဖြစ်လာခဲ့ပါတယ်ဒီနေရာမှာသူ့ရဲ့ညီငယ်လေးဝမ်လီကလည်းသူ့နောက်ကိုခိုးလိုက်ပြီးစစ်ထဲဝင်ဖို့ကြိုးစားခဲ့ရကနေညီကိုနှစ်ယောက်လုံးစစ်ပွဲရဲ့ရက်စက်မှုကိုအတူရင်ဆိုင်ကြရတော့တာပါတရုတ်စစ်တပ်ဟာအဲ့ဒီအချိန်ကအမေရိကန်ဦးဆောင်တဲ့ကုလသမဂ္ဂတပ်တွေနဲ့ရှင်ရင်လက်နက်အင်အားရောနီးပညာပါအများကြီးနောက်ကျနေခဲ့ပါတယ်အမေရိကန်တပ်တွေကကောင်းကင်ယံကနေလေယာဉ်တွေနဲ့ပုံကျဲနေချိန်မှာတရုတ်စစ်သားတွေခမားမှာတော့အေးတံကိုခုခံဖို့အနှွေးတဲ့တောင်ဖေးဖေးဆုံဆုံမရှိကြပါဘူးသူတို့ဟာရန်သူလေယာဉ်တွေရဲ့အကြည့်ကိုရှောင်ရှားဖို့အတွက်နီးဘက်မှာနင်းတွေအောင်မှာပုံအောင်နေရပြီးညဘက်ကျမှခရီးဆက်ခဲ့ကြရပါတယ်စားစရာဆိုလို့လည်းခဲနေတဲ့အာလူးပြုတ်လေးတွေကိုပဲသွားနေမနဲ့ကြိုက်စားပြီးပိုက်ဖြီခဲ့ကြရတာပါဒီလိုခက်ခဲတဲ့အခြေအနေတွေကြားတာပဲသူတို့ဟာချမ်းချင်းရေကန်ရှိရာကိုမဖြစ်မနေချီတက်ခဲ့ကြရပါတယ်ဇလန်ရဲ့အရှိန်မြင့်ဆုံးအပိုင်းကတော့ချမ်းချင်းရေကန်နားကတိုက်ပွဲကြီးပါပဲအမေရိကန်တပ်တွေဟာခင်မီတဲ့တင်ကားတွေအမြောက်တွေနဲ့အခိုင်အမာတပ်ဆွဲထားပေမဲ့ဝူချန်လီတို့ရဲ့တတမတက်ခွဲဟာတနက်နဲ့လက်ပေးပုံးလေးတွေကိုပဲအားကိုပြီးအသက်နဲ့လဲကတိုက်ပွဲဝင်ခဲ့ကြရပါတယ်ညမောင်တဲ့အချိန်မှာအငိုက်ဖမ်းတိုက်ခိုက်တဲ့နီးဖြူဟာကိုတုံးပြီးရန်သူစခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ပါတယ်ဒီတိုက်ပွဲအတွင်းမှာညီကိုနှစ်ယောက်ရဲ့တန်ရောစင်နဲ့စစ်သားတွေရဲ့အပြန်အလှန်ရိုင်းပင်းကူညီမှုတွေကိုရင်းနှင်းစရာမြင်တွေ့ရမှာပါအထူးသဖြင့်ဝမ်လီဟာကလေးဆန်တဲ့လူငယ်လေးဘဝကနေသွေးပြက်စရာစစ်ပွဲတွေကြားတဲ့ကနေတကယ်စစ်တီတယောက်အဖြစ်ရင်းကျက်လာကိုတွေ့ရမှာပါဒီရုပ်ရှင်ထဲမှာပရိသတ်တွေကိုအထီးခိုက်စေဆုံးအခန်းကတော့ Ice Sculpture Company လို့ခေါ်တဲ့အေးခဲနေတဲ့စစ်သားကြီးတွေရဲ့အခန်းပါပဲတရုတ်စစ်တပ်တက်ခွဲလုံးဟာရန်သူကိုချောင်းမြောင်းတိုက်ခိုက်ဖို့နင်းတောင်ကုန်းပေါ်မှာနေရာယူထားရင်းအပူချိန်အနုတ်40ဒီဂရီအောက်မှာအားလုံးအေးခဲပြီးတေဆုံးသွားခဲ့ကြတာပါသူတို့ဟာတေဆုံးသွားတဲ့အထိလက်နက်တွေကိုမြဲမြဲကင်ပြီးရန်သူလာမဲ့လမ်းကိုကြည့်နေတဲ့ပုံစံအတိုင်းရှိနေခဲ့တာဟာရန်သူဖြစ်တဲ့အမေရိကန်ဘူချိုကိုတောင်အလေးပြုမိစေခဲ့တဲ့အထိစိတ်မကောင်းစရာကောင်းလာပါတယ်ဒါဟာသူတို့နိုင်ငံအထက်ပေးဆက်ခဲ့တဲ့အကြီးမားဆုံးသောစသည်မှုတစ်ခုလို့ဆိုရမှာပါနောက်ဆုံးမှာတော့အမေရိကန်တပ်တွေဟာအင်အားမမျှတော့တာကြောင့်တောင်ဘက်ကိုဆုတ်ခွာသွားခဲ့ရပြီးဒီတိုက်ပွဲဟာကိုရီးယားစစ်ပွဲရဲ့အရေးပါတဲ့အချို့အကွက်တစ်ခုဖြစ်လာခဲ့ပါတယ်